အခုသင်မဲ့သင်ခန်းစာတော့ selection ကို transform ပြုလုပ်တဲ့ပုံသဏ္ဍာန်ပြောင်းလဲတဲ့ပေါ့ transform selection ဆိုတဲ့သင်ခန်းစာပဲဖြစ်ပါတယ်။ဟိုကျွန်တော် transform selection အကြောင်းမပြောခင်မှာပေါ့ဘယ်လိုနေရာတွေမှာသုံးရင်ပို့ပြီးတော့သုံးလို့ကောင်းတယ်ဘယ်လိုနေရာလေးမှာသုံးတယ်ဆိုတာနမူနာလေးတစ်ခုနဲ့ကျွန်တော်ရှင်းပြပါမယ်ပထမဆုံးဒီ model ပုံ select မှတ်ပါမယ်အလွယ်ဆုံးနည်းနဲ့ပေါ့ကျွန်တော် magic 1 2ကိုရွေးပြီးတော့နောက်ခံ background ကို select မှတ်လိုက်ပါတယ်ပြီးရင် select ထဲကနေ invert ဆိုပြီးတော့ model ပုံကို selection ရအောင်ပြုလုပ်လိုက်ပါတယ်ပြီးရင် model ပုံကိုပဲသီးသန့် layer တစ်ခုပြုလုပ်ခြင်းတဲ့အတွက်ဒီဟိုကွဲပြားသွားတဲ့ဒီ image လေးတစ်ခုဖြစ်သွားပါပြီဟိုဒီ background layer မှာရှိရပေါ့ဒီ color နောက်ခံပုံစံလေးပဲကိုယ်ကလိုချင်တဲ့အတွက် new layer နဲ့ layer တစ်ခုခေါ်လိုက်ပါတယ်ဒီထဲမှာကျွန်တော်ဒီ paint bucket 2နဲ့ပေါ့ဒီ layer ရဲ့ color အတိုင်းပဲချယ်မယ်ပေါ့ဒီခါ order key ကိုဖိထားလိုက်ပြီး order key ကိုဖိပြီးတော့ဒီ color ရဲ့ sample ကိုယူပါတယ်နောက်ဒီ layer 2ပေါ်မှာကျွန်တော် click နှိပ်ပြီးတော့ချယ်ပေးလိုက်ပါတယ်ဒါဆိုပြန်အောင်ဖြစ်သွားပါတယ် background layer မရှိသည့်တိုင်အောင်ဒီ layer 2နဲ့ layer 1အခုနောက်တိုင်းပုံစံမပြတ်ရှိနေပါပြီအခုကျမှကျွန်တော် transform selection ဆိုတဲ့အကြောင်းစပြောပါမှာအခု layer 1ကို select ပြန်မှတ်လိုက်ပါမယ် layer 1ကိုဒီ magic 1နဲ့ select မှတ်လို့လည်းရပါတယ်ဒီထက်လွယ်တာကျွန်တော်အခုဒီကောင်ကဘေးမှာဘာ color နဲ့မှဆက်ဆက်မှုမရှိဘူးပေါ့ဘေးက transparent ဖြစ်နေတယ်ဆိုရင်ဒီ object လေးတစ်ခုပဲပေါ့ကွက်ပြီးတော့မှတ်ချင်တဲ့အခါဒီ layer ပေါ်မှာပဲအလွယ်တကူပြန် select မှတ်လို့ရပါတယ် keyboard ကနေ control key ကိုဖိထားပါ control key ကိုဖိပြီးတော့ဒီ image ပုံလေးပေါ်မှာဒီ layer ပေါ်ကဒီ image ပုံလေးပေါ်မှာ click တစ်ချက်နှိပ်လိုက်ပါဒါဆိုဒီ image လေးကိုပဲ select မှတ်ပြီးပါပြီပြီးရင်အခု selection ကို transform ပြုလုပ်ပါမယ်ဒီကိုမှတ်ထားတဲ့ selection ကိုပုံစံမျိုးမျိုးပြောင်းလဲလို့ရပါတယ်အဲ့လိုပြောင်းလဲခြင်းနဲ့ select ထဲကနေ transform selection ကိုရွေးလိုက်ပါပြီးရင်ဒီ selection ကိုကျွန်တော်ချုံလို့ချဲ့လို့ရပါတယ်ကိုမှတ်ထားတဲ့ selection ပေါ့ဒါအပြင်မှာတို့ selection ကို site ချုံလို့ချဲ့လို့ရတာအခုလို image ဒီ selection area တွေတစ်ခုလုံးချုံလို့ချဲ့လို့ရတဲ့အပြင်မှာဒီ selection angle လေးပေါ့ down လေးတွေကိုဖိပြီးတော့ပေါ့ control ကို click နှိပ်ထား control ကိုဖိပြီးတော့ဒီ click လေးကိုဆွဲပြီးတော့ပုံစံမျိုးမျိုးရွှေ့လို့ရပါတယ် keyboard ကနေ control ကိုဖိထားပါမယ်ပြီးရင်ကျွန်တော်ဒီ down လေးတွေကိုပေါ့ mouse pointer လေးနဲ့အခုလိုရွှေ့ပြီးတော့ပုံစံမျိုးမျိုးပြောင်းလို့ရပါတယ်အခုဆိုရင်တော့ဒီ selection လေးကအခုလိုတက်ထောင်နေရနေပေါ့ဒီပူစင်းပြီးတော့အလျားလိုက်ပုံစံလေးဖြစ်သွားပါတယ်ဒါဆိုကျွန်တော် shadow သဘောမျိုးလေးပြုလုပ်တဲ့နေရာလေးမှာသုံးပါတယ်ကိုကဒီစိတ်ကြိုက် transform ပြုလုပ်ပြီးပေါ့ဒီ selection ပုံစံကြိုက်ပြီဆိုရင် enter နှိပ်လိုက်ပါပြီးရင်ဒီ selection ကိုဘာလုပ်မှာလဲပေါ့ကိုဆက်ပြီးသုံးချလို့ရပါတယ်အခုလောဆယ်တော့ကျွန်တော်ဒီ selection ကိုပေါ့ color လေးတစ်ခုချဲ့ကြည့်ပါမယ် layer အသစ်လေးတစ်ခုနဲ့ပေါ့ layer အသစ်လေးတစ်ခုခေါ်လိုက်ပါပြီပြီးရင် selection ပေါ်မှာ color တစ်ခုချဲ့ကြည့်ပါမယ်selection ပေါ်မှာ color လေးတစ်ခုရွေးလိုက်ပါပြီးရင် OK ကိုနှိပ်လိုက်ပါကျွန်တော်အခုဒီ selection မှာဒီ color ကိုချဲ့လိုက်ပါပြီပြီးရင်ကျွန်တော် selection ကို control D နှိပ်ပြီးဖြောင်းလိုက်ပါတယ်ဒါဆိုအခု color ချဲ့ပြီးသွားပြီပေါ့ shadow ကဒီ object ရဲ့နောက်မှာဖြစ်ရမှာပေါ့ဒီအတွက်ကြောင့်ဒီ layer ကိုဒီ layer 1ရဲ့အောက်ကိုပေါ့ object ရဲ့အောက် layer ကိုပို့လိုက်ပါတယ်ဒါဆိုအခုလို shadow ပုံစံလေးဖြစ်သွားပါပြီဒီလိုပေါ့ဒီကိုပြုတ်လောက်ထားတဲ့ shadow ကအခုလိုအရန်ထင်းနေဆိုရင်ဒီ opacity ကို short ပေးလိုက်လို့ရပါတယ်ပြီးရင် shadow အနားသက်လေးတွေပေါ့ကျွန်တော် blur 2တွေနဲ့အခုလိုဝါလို့ရဒီသင်ခန်းစာမှာအဓိကပြောချင်တာတော့ကျွန်တော်ဒီ selection ကိုပြုပြင်ပြောင်းလဲလို့ရတယ် transform selection ဆိုတဲ့အကြောင်းပါဒီ transform selection ကိုအသုံးပြုပြီးပေါ့အခုလို selection ကတစ်ဆင့်ပေါ့ shadow ပုံစံလေးပြုလုပ်တဲ့နေရာလေး background ပြောင်းလဲတဲ့နေရာလေးမှာလည်းအသုံးချလို့ရပါတယ်ကျွန်တော်ဒီ edit ထဲကနေပေါ့ image transform သင်ခန်းစာတွေသင်ပြီးရင်ပို့ပြီးတော့ဒီ shadow ထည့်သွင်းတာလေးတွေကို
ထပ်ပြီးလေ့လာပါအောင်မယ်